အဖိုးတန်မိုးတို့ကနာကျင်မှုကိုအန်တုခြင်းဟိုးရှိချီတုန်းကရွာတွေမှာအရန်တော်တဲ့ဗဟုဆရာကြီးတူရှိပါတယ်ဒီနေ့မှာတော့သူဟာဖះเจ้าထဲမှာထားဖို့အတွက်ရုပ်ပွားတော်တစုထုလုပ်ဖို့ကြောက်တုံးကြီးနှတုံးကိုခြာဝယ်ခဲ့ပါတယ်ပထမဆုံးကြောက်တုံးသူကစတင်ပြီးစောင့်နေထုလိုက်တဲ့အခါမှာတော့အဲဒီကြောက်တုံးကအော်ဟစ်ပြီးပြောပါတယ်နားလိုက်တာဆရာကြီးရဲ့ကျွန်တော်ကိုစက်မထုပါနဲ့တော့ကျွန်တော်ဒီတန်းကိုမခံနိုင်တော့ဘူးဗဟုဆရာကြီးကတနာသွားတာကြောင့်အဲဒီကြောက်တုံးကိုပစ်ထားလိုက်ပြီးဒုတိယကြောက်တုံးကိုစတင်ထုစစ်ပါတယ်ဒုတိယကြောက်တုံးကလည်းအရန်နာကျင်ပေမဲ့သူကတော့အန်ကျိပြီးတီးခံခဲ့ပါတယ်ငါရဲ့နာကျင်မှုတွေရဲ့အဆုံးမှာလှပတဲ့ရလဒ်တစ်ခုရှိလာမှာပါလို့သူကကိုအားပေးခဲ့ပါတယ်လအနေငယ်ကြာတဲ့အခါမှာတော့ဒုတိယကြောက်တုံးလေးဟာလူအများကြည့်ညိုရတဲ့အလွန်လှပတဲ့ရုပ်ပွားတော်သူဖြစ်သွားခဲ့ပါတယ်ဖះเจ้าဖွင့်ပွဲနေမှာတော့ရုပ်ပွားတော်ကိုအတွင်းထဲမှာတင့်တယ်စွာထားကြည့်လိုက်ကြပါတယ်ဒါဆိုပထမကြောက်တုံးကဘာဖြစ်သွားလဲသူ့ကိုတော့လူတွေကခြေတော့တုပ်ဖို့အတွက်ဖះเจ้าဝင်ဝါကမြေကြီးပေါ်မှာခင်းထားလိုက်ကြပါတယ်ဒီနေ့မှာတော့ရှေ့တော့ကန်ကြောက်တုံးကရုပ်ပွားတော်ဖြစ်နေတဲ့ကြောက်တုံးကိုမနာလိုစွာပဲလှမ်းမိပါတယ်မင်းနဲ့ငါကတောင်ပေါ်တုံးကအတူတူပဲလေအခုတော့မင်းကလူတွေရဲ့ပူဇော်မှုကိုခံနေရပြီးငါကဘာလို့ရှင်နေဖြစ်နေရတာလဲရုပ်ပွားတော်ကြောက်တုံးကအေးဆေးစွာပဲပြန်ပြေးလိုက်ပါတယ်ငါကဗဟုဆရာရဲ့စောက်တံကိုတီးခံခဲ့လို့အခုလိုတန်ဖိုးရှိတဲ့ဘဝကိုရောက်ခဲ့တာပါမင်းကတော့ခဏတာနာကျင်မှုကိုမခံနိုင်ခဲ့လို့အခုလိုဘဝမျိုးမှာပဲကြံရစ်ခဲ့တာပေါ့တငယ်ချင်းရာ